သူတွေကိုတင်ပြသွားမှာဖြစ်တယ်လို့အဆိုပါတာဝန်ရှိသူကဆက်လက်ပြောကြားပါတယ်။ဓမ္မစီတီခေါင်းလောင်းရှာဖွေမှုကိုဩဂတ်လ19ရက်နေ့ကစတင်ကတောင်တူတင်မော်တစီရင်ငုတ်သမားတွေနဲ့စတင်ရှာဖွေခဲ့ကဩဂတ်လ15ရက်နေ့မှာတော့ခေါင်းလောင်းကြီးရှိနိုင်တယ်လို့ယူဆရတဲ့နေရာကိုသတ်မှတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒီလိုသတ်မှတ်ပြီးနောက်ဩဂတ်လ18ရက်နေ့မွန်းလွဲပိုင်းမှာတန်လျင်မြို့နယ်နက်စင်တရားကျောင်းတိုက်ကကျောင်းနိုင်ဆရာတော်ကြီးဦးဆောင်ပြီးတန်ဃာတော်32ပါးကဆက်လီတွေနဲ့လှည့်ပတ်ကပဋ္ဌာန်းချင်းရွတ်ဖတ်ပြီးမြစ်တာပို့မှုတွေကိုပြုလုပ်ခဲ့ကြပါတယ်။အဲဒီနောက်ဩဂတ်လ18ရက်နေ့မွန်းလွဲပိုင်းကစတင်ပြီးခေါင်းလောင်းကြီးရှိနိုင်တယ်လို့ယူဆရတဲ့နေရာကိုတောင်တူးဆက်နဲ့စတင်တူးဖော်ရှာဖွေမှုတွေကိုပြုလုပ်ခဲ့ပေမဲ့တူးဖော်နေစဉ်အတွင်းတောင်တူးဆက်ချို့ယွင်းသွားခဲ့တာကြောင့်တူးဖော်မှုလုပ်ငန်းကိုတရက်ရက်နာကတရုတ်နိုင်ငံကစက်ပြင်ပညာရှင်တွေနဲ့ပြန်လည်ပြုပြင်ခဲ့ရပါတယ်။ပြင်ဆင်မှုတွေဆောင်ရွက်ပြီးယာယီရနာထားခဲ့ရာဩဂတ်လ20ရက်နေ့မှာပြုပြင်ပြီးစီးခဲ့ရကြောင်းညနေပိုင်းမှာနိုင်ပိုင်းလောက်တူးဖော်ရှာဖွေခဲ့ကဩဂတ်လ21ရက်နေ့မှာလည်းဒီရကြတဲ့အချိန်ကိုရွေးချယ်ကခေါင်းလုံးကြီးကိုတူးဖော်ရှာဖွေမှုပြုလုပ်ခဲ့ရလို့ခေါင်းလုံးဆယ်ယူရေးအဖွဲ့